ဒီနေ့စိတ်ပါလက်ပါနဲ့မနဲ့အစိုးရထားပြီးတော့ဒီရှိမှမူကြီးလေးတွေထည့်လိုက်တာထားနေရနော်ဒါတစ်ခုဒီ line လေးကတစ်ခုဒါတော့အဖွင့်ပိတ်သဘောမျိုးထည့်တာပါဒါလေးကတစ်ခုနော်သူစီပဲမှာကဒါလေးကတစ်ခုမှာဒီဘုတ်ကန်ရှိမှာကဒါလေးကတစ်ခုဒါလေးကအပိတ်ပေါ့ဒီဘက်ကနေပြန်ကြည့်လိုက်တယ်လှနေပြည့်နေအဲ့ရှိဒါလေးကချစ်စရာမူကူတွေကိုဗာနဲ့ဆွဲလဲဆိုရင်ဒီလိုမူကူတိုင်းနဲ့ဆွဲတယ်တမန်တလင်းဆိုတော့သူကအမောက်နဲ့ဆွဲရင်လည်းအဆင်မပြေဘူးပြန့်သွားတယ်သူကအဆင်မပြေဘူးဆွဲရတယ်ဒီမူကူတိုင်းတွေရှိဒီမူကူတိုင်းကြောက်တော့တမန်တလင်းမှာဆွဲရတယ်ညက်နေတော့သူကဟိုလေမြေပြူပဲမဟုတ်မြေပြူတော့မဟုတ်မူကူတိုင်းလို့ခေါ်တယ်ဒီမှာအတုံးနဲ့နဲ့ရောင်းတယ်1 kg ကို40ပေးရတယ်1 kg ကိုအဲ့လိုဝယ်ထားလိုက်လို့ရှိရင်ဆွဲပါလိမ့်ပဲ3-4လောက်ခံတယ်ဒါမျိုးလေးတွေနဲ့ဆွဲမူကူတိုင်းလွယ်ကူကူနဲ့မူကူဆွဲလို့ရအောင်လို့လွယ်တဲ့ဒါလေးနဲ့ဆွဲရတာလေလက်ဆောင်ပေးမယ်ဒီမှာပြီးလာတဲ့ခါကျရင်မူကူကဒီမှာအိမ်တိုင်းမှာသူတို့ကနေတိုင်းထည့်ဒီလမှမဟုတ်သူတို့နေတိုင်းထည့်ကိုလဲဒီလိုပဲနေတိုင်းထည့်နေတိုင်းမဟုတ်နောက်မှတစ်ပတ်ကို2 ရက်3 ရက်အဲ့လိုမျိုးကိုအားလို့ထည့်